အားလုံးမင်္ဂလာပါအခုကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းကတော့စကားပြောမှာအသုံးများတဲ့ဝါကြလေးတွေချက်လောက်လေ့လာကြည့်အောင်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဘာတွေ့လဲဆိုရင်တခုခုကိုစိတ်မသက်ဘူးငါလိပ်ပြမလုံးအပြစ်ရှိသလိုခံစားရတယ်ဆိုရင်ဘယ်လိုသုံးလို့ရလဲဆို I feel guilty ဆိုတဲ့အသုံးမျိုးလေးရတယ်ကိုကတခုခုကိုစိတ်မသက်ဘူးလို့ကိုလိပ်ပြမလုံးဘူးလို့နောက်တစ်ခုကကြတော့ခုနလိုပေါ့ကိုအမှားတစ်ခုလုပ်ထားလို့ကိုမလုံးမလဲဖြစ်တဲ့အခါမျိုးတွေမှာလည်းသုံးလို့ရတယ် I feel guilty ဆိုရင်ငါစိတ်မသက်ဘူးငါလိပ်ပြမလုံးဆိုတဲ့ပုံစံမျိုးနဲ့အသုံးမျိုးလေးရတယ်နောက်တစ်ခုကကြတော့တခုခုကိုကျွန်တော်မလုပ်တော့ဘူးလို့စီးတက်ထားတယ်စီးတက်တာဆိုမလုပ်တော့ဘူးလို့စီးတက်ထားတယ်ဆိုဘယ်လိုသုံးလို့ရလဲဆိုရင်ဥပမာငါအရင်မတော့တော့ဘူးလို့စီးတက်ထားတယ်ဆိုရင် I draw the line at drinking alcohol ဆိုအသုံးမျိုးလေးရတယ်ဒါတခုခုမလုပ်တော့ဘူးလို့ကျွန်တော်တို့ဗာလဲဆိုရင်စီးတက်ထားတယ်ဆိုတော့ဒါမလုပ်ဖို့ဆုံးဖြတ်လိုက်တဲ့သဘောအနေထားဖြစ်သွားတယ်အဲ့တော့ဥပမာ I draw the line at slacking off ဆိုတာကအချိန်ဖြုံးတာပေါ့ I draw the line at slacking off ငါအချိန်မဖြုံးတော့ဘူးလို့စီးသက်ထားတယ်နောက်တစ်ခုကကျတော့ကျွန်တော်ကွက်တီပဲဆိုတဲ့စကားကိုသုံးခြင်း on the dot ဆိုပြီးအသုံးမျိုးလေးရ dot dot ပေါ့အဲ့တော့ဥပမာ they will arrive here on the dot အဲ့တော့သူတို့ဒီဘာဖြစ်လဲကွက်တီချိန်ကွက်တီရောက်လာလိမ့်မယ်ဆိုအထိပ္ပယ်မျိုးနောက်တစ်ခုကကျတော့ we should finish it at 7 PM on the dot အဲ့တော့ငါတို့ည9နာရီကွက်တီပါဖြစ်လဲငါတို့ဒါပါဖြစ်လဲလက်စတက်တဲ့နေဆိုအထိပ္ပယ်မျိုးဖြစ်သွားမယ်အဲ့တော့ on the dot ကဲအထိပ္ပယ်ကအချိန်တစ်ခုခုကိုကွက်တီဆိုပြီးကျွန်တော်တို့အသုံးပြုလို့ရပါတယ်ခင်ဗျအဲ့တော့နောက်တစ်ခုကကြတော့ခုနလိုပေါ့ကိုကတခါလေကြာရင်ကျွန်တော်တို့ကတခုခုကိုဆွဲလဲတဲ့အခါမျိုးတွေရှိတယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုသုံးလို့ရလဲဆို addicted to ဆိုအသုံးပြုလို့ရတယ်ဥပမာငါကရက်ဆွဲနေပြီဆိုရင် I'm addicted to ဆိုပြီးတော့alcohol ဆိုအသုံးမျိုးလို့ရတယ်ဒါတခုခုလုပ်ဖို့ဆွဲလန်းတာပေါ့နောက်တစ်ခုခုကိုစိတ်ဝင်စားရဲဆိုရင် into ဆိုအသုံးနဲ့သုံးလို့ရတယ်ဥပမာငါနေ့ကိုစိတ်ဝင်စားရဲဆိုရင် I'm into you ဆိုအသုံးမျိုးလို့ရတယ်ဒါမှမဟုတ်ကိုကလူတစ်ယောက်အရန်ကြိုက်တယ်ဆိုရင် crazy about နဲ့လည်းသုံးလို့ရတယ် I'm crazy about you ဆိုရင်ငါနေ့ကိုအရန်ကြိုက်တယ်ဒါမှမဟုတ်သူမငါ့ကိုအရန်ကြိုက်တယ်ဆိုရင် she is crazy about me ဆိုအသုံးမျိုးလို့ရပါတယ်ခင်ဗျအဲ့တော့ဒါတခုခုကိုအပြစ်ရှိသလိုခံစားရဲဆို I feel guilty ဆိုအသုံးမျိုးလို့ရတယ်တခုခုကိုမလုပ်တော့ဘူးစီးတက်ထားရဲဆိုရင် draw the line at ဆိုပြီးတော့အသုံးမျိုးလို့ရပါတယ်ခင်ဗျနောက်တစ်ခုက quality ဆိုတဲ့စကားကိုကျွန်တော်သုံးခြင်း on the dot ဆိုပြီးအသုံးမျိုးလို့ရပါတယ်ခင်ဗျအားလုံးပဲအကျိုးရှိမယ်လို့ပြောလဲပါတယ်